Rest Kingdom မှာ Aero Cleaning တွေကပြပြတာပါကျွန်တော်တို့ Rest Kingdom မှာ Aero မှာကျွန်တော်တို့ဒီသူပေးထားတဲ့ Android လေးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့ရဲ့ MetaMask wallet ထဲမှာတွားပြီးတော့ content လုပ်ထားဖို့လိုရယ်ကျွန်တော်ဒီမှာဒီကောင်လေး free Polygon main နဲ့ပြောင်းထားဖို့လို့လုပ်နေပါတော့ပြင်ကျွန်တော်ဒီအပေါင်းလေးကိုနေမယ်အဲ့တော့ပေါင်းလေးကိုနေဟိုဘက်က custom token ဆွေးမြောင်းပြောင်းမယ်ပြောင်းပြီးရယ်sorry လိုက်တာ okay ပြောင်းပြီးမှာခုနကူလာတဲ့ wallet address ကိုထည့်လိုက်မယ်ထည့်ပြီးရင်ခဏလေးဆောင်းပြီးလိုက်ပါ sorry ခဏလေးပါနောက်ပြန်တော့မဲ့ custom token ကိုပြောင်းမယ်ပြီးခုန copy ကူလာတဲ့ထည့်မယ်အဲဒီမှာပေါ်ပါတော့ token main app key ကျွန်တော်ဒီမှာပါကြ voice ပြီးတော့ next ကို next ပြီးတော့ F လုံထားမှဒါကျွန်တော်တို့ token claim လုပ်ရမှာဖြစ်ပါတယ်။နောက်ပိုင်းမှာကျွန်တော်တို့ crypto sharing မှာ legal web ဟဲ့ကျွန်တော်ဒီနေ့ပြောပြမှာတော့ Rest Kingdom မှာ KYC တင်နေနေဆိုတော့ blow mail claim လုပ်ရမယ်ဆိုတော့ပြောပြဖြစ်ပါတယ်။ကျွန်တော်ရင်တော့ Rest Kingdom ရဲ့ community ရဲ့ပေါ့နော်။အမှကျွန်တော်တို့ပို့တစ်ခုတင်လာရဲ့အမှတော့ပြီးတော့လုပ်ပေါ့နော်။အဲ့ဖို့မှာကျွန်တော်ဒီမှာသူ join ခိုင်းတဲ့လေးခု join ရမယ်ကျွန်တော်ဒီမှာမ join နဲ့ရရင်ကျွန်တော်အထဲရောက်မှ join ပြီးတော့ Iris Kingdom ဆိုရပေါ်ရောက်ရင်ဝင်ပြီးသူ test 5ခုကအဲ့ခုကျွန်တော်ပြရဲဟာ join ရတဲ့5ခုအဲ့ဒါ5ခု join ပြီး next ခုနေပါကျတော့ပြီးရ Rest Kingdom ဆိုတဲ့ပေါ်ရဲ့ဝင်တယ်မကောင်းလို့ခဏရပါ Okay Rest Kingdom boss တေရောက်ပြီဆိုရင်ကျွန်တော်ကတော့ဒါလုပ်ပြီးသားမလို့ဒီလိုပေါ်တာပေါ့နော်ကျွန်တော်ကမှ test now တော့ပြီးတော့ကျွန်တော်မျက်နှာကိုစကန်ပါမယ်ကျွန်တော်တို့ဒီချိန်နေ KYC တင်တယ်လို့ပဲဗျာမျက်လုံးမိတ်ခိုင်းတာဒီခေါင်းကြီးခိုင်းကောင်းခခိုင်းတာအဲ့ဒီလောက်ခိုင်းပြီးတော့ကျွန်တော်တို့မျက်နှာကိုစကန်ပါမယ်ပြီးရင်ကျွန်တော်ကလင်းဆိုတာပေါ်မယ်ပေါ့ဗျာအခုကျွန်တော်ထဲမှာပေါ်နေလို့မျိုးအဲ့ဒီပေါ်တယ်ပြီးတော့ကလေးကိုထပ်နေမယ်နှိပ်ပြီးကျွန်တော်ဒီမှာ next ကိုထပ်နေH ကိုထပ်နေပြီဒီမှာရောလက်ခုနလောက်ခမိုင်းကျွန်တော်ကတော့ချိန်ပြီးသားမို့ဒီနေရာမှာတခုရှိတယ်ပေါ့နော်ကျွန်တော်တို့ meter band wallet ထဲမှာ PUN coin PUN token 15ခု15ကျော်လောက်ရှိဖို့တော့လုပ်တယ်ပေါ့နော်15ကျော်ဆိုရင် 3S ကျော်လောက်တော့ရှိရဗျဒါပေမဲ့ရှိဖို့လို့လေโอเคဒီမှာကျွန်တော်အထဲကို claim ဆိုတာနေခုန wallet connection တော့อ่ะเนาะကျွန်တော်ပြောမိတယ် wallet connection လောက်ဒီမှာ claim ကိုနေကျွန်တော်ဒီမှာ PUN ပေးရမှာ45.7 15ပေးထားပါဦးလား15 PUN ပေးရမယ်15 PUN ပေးရနည်းနည်းတော့များတယ်ပေါ့နော်3ရက်ကျော်ကျွန်တော်ကတော့နည်းနည်းဘာလို့တော့ကြာကျွန်တော်ကတော့ဒီတိုင်းရှင်းတော့ရှင်းပြလိုက်မယ်ဒီကောင်က list လည်းမထွက်သေးဘူးညာကျွန်တော်တို့နည်းနည်းတော့ risk တော့များတယ်အဲ့တော့ကလင်းကျင်တဲ့လူတကယ်ဘောစီတွေကတော့ကလင်းကြီးတော့ဗျာဒီမှာကျွန်တော်တို့တိတ်မရှိရတော့နည်းနည်းစဉ်းစားပေါ့ list ထွက်တဲ့အခါမှာကလင်းလည်းရတယ်ဒါမှမဟုတ်အခုကလင်းကျင်လည်းရပါတယ်ကျွန်တော်ကတော့အရင်ကလင်းမှုတော့အောင်းပြီးတော့ညာဒါသူတောင်းတဲ့ဟာအရင်များတယ်ပေါ့Okay ကိုဖန်ကြောနေတာပဲကျွန်တော်ကတော့ပေးလိုက်တယ်ဘာလို့ဒါကြောင့်အတွက်ကျွန်တော်အရင်ပြလိုက်တယ် 2S ကျော် Okay ဒါဆိုရင်ရလာပြီကျွန်တော်တို့ဒီမှာဆိုရင် trust token claims နော်ရသွားပြီလို့ပြောတယ်အမှကျွန်တော်ခံဝင်ကြည့်မယ်ကျွန်တော်ဒီမှာ P1 ကတော့နှုတ်သွားပြီညာဒီမှာအောက်နားလေးမှာ Rest Kingdom ဆိုပြမှာရှိပါတယ်ဒီမှာ Rest Kingdom ရှိတဲ့အမှကျွန်တော်တို့တစ်ချက်နှိပ်လိုက်ပဲဒီမှာကျွန်တော်ကတော့ရောင်းနေပြ token လေး3,900ပဲလောက်ပါဟယ်လိုရောင်းနေပြီကျွန်တော်ဒီမှာ wallet ထဲမှာ rest token လေးရောင်းနေပြီအဲ့တော့ဒီလို list ဖြစ်တဲ့ချင်းဒီဆောင်ပြီးမှမရောင်းရရမယ်ခု loss က list တော့မဖြစ်သေးပါဘူးအဲ့ဒါကြောင့်မလို့ video လေးကိုဒါနဲ့ပဲထိပေးလိုက်ပါမယ်